တမန်တော်မြတ်ကြီးနဲ့ဆာဟာဘာတွေဘဒရမှာအနိုင်ရခဲ့ဘဒရပြီးနောက်နဲ့အဟွတ်မှာကြတော့နိုင်တယ်လည်းမဟုတ်ဘူးရှုံးတယ်လည်းမဟုတ်ဘူးဒါပေမဲ့ဆာဟာဘာတွေအများကြီးရှဟီဒ်ဖြစ်ခဲ့တမန်တော်မြတ်ကိုယ်တိုင်ဒဏ်ရာတွေရခဲ့နိုင်ရမဲ့အခြေအနေကနေပြီးတော့ရှုံးတဲ့ပုံစံကိုပြောင်းသွားတဲ့အခါမှာတမန်တော်နဲ့ဆာဟာဘာတွေဒီလိုမျိုးထိခိုက်ဒဏ်ရာရမှုတွေဖြစ်သွားတဲ့အခါမှာဆာဟာဘာတွေကအယံကိုနာကျင်တဲ့စိတ်မကောင်းဖြစ်တော်တော်ကိုဝမ်းနည်းခဲ့အဲ့ဒီပုံမှာအလ္လာဟ်ကဘာအမိန့်ရှိလဲဆိုတော့အင်တကူနူတာလမူန်ဖအင်နဟွမ်ယလမူနကမာတာလမူန်အသင်တို့ဒဏ်ရာရတယ်လို့မျိုးဟိုဘက်ကလူတွေလည်းဒဏ်ရာရတယ်ဒီကာဖီတွေမုရှရစ်တွေသူတို့လည်းဒဏ်ရာရတယ်အသင်တို့လည်းဒဏ်ရာရတယ်မတူတာတစ်ခုကတော့ဘာလဲဆိုတော့ဝတရဂျူနာမင်အလ္လာဟီမာလာယာရဂျူန်အသင်တို့ကမိမိရဲ့ဒဏ်ရာတွေရဲ့အစားမှာမိမိရဲ့နာကျင်မှုတွေရဲ့အစားမှာမိမိတို့ရဲ့အခက်အခဲဒုက္ခတောကတွေရဲ့အစားမှာအလ္လာဟ်စီကနေအလ္လာဟ်ပြန်လဲချီးမြှင့်မဲ့ဆဝါဘ်တွေကိုမျှော်ကိုးတယ်ဒီကာဖီတွေမုရှရစ်တွေကမာလာယာရဂျူန်ဘာမှသူတို့ကမမျှော်ကိုးဘူးအဲ့ဒီတော့မိုမင်ကဒုနီယာမှာအရှုံးဆိုတာမရှိဘူးဒီအာယတ်တော်ကနေဘာသိရလဲဆိုတော့မိုမင်ရဲ့အခက်အခဲတွေဒုက္ခတွေတောကတွေအားလုံးရဲ့အစားမှာမိုမင်ကအလ္လာဟ်စီကနေအလ္လာဟ်ပြန်လဲချီးမြှင့်မဲ့ဆဝါဘ်တွေကိုမျှော်ကိုးတဲ့ပုံမှာမိုမင်ရဲ့ဒုက္ခရောက်မှုအခက်အခဲကြုံမှုကအခြားလူတွေရဲ့အခက်အခဲကြုံမှုနဲ့လုံးဝမတူဘူးအခြားလူတွေကတော့အလ္လာဟ်ကိုအလ္လာဟ်စီကနေဆဝါဘ်တွေမမျှော်ကိုးတဲ့ပုံမှာသူတို့ရဲ့ခက်ခဲမှုတွေနာကျင်မှုတွေကနာကျင်တယ်ခက်ခဲတယ်သို့တော့ဘာမှပြန်လဲမျှော်လင့်ချက်ဆိုတာမရှိဘူးမိုမင်ကအလ္လာဟ်စီကနေအောင်မြင်တယ်နိုင်တယ်ဆိုရင်လည်းအလ်ဟမ်ဒူလ illah အစဉ်ပြေတယ်ဆိုရင်လည်းအလ္လာဟ်ကိုကျေးဇူးတင်တယ်အစဉ်မပြေဘူးဆိုရင်လည်းအလ္လာဟ်ငါ့ကိုပြန်ပေးမှာပါဆိုတဲ့ယုံကြည်မှုဒီယကင်ဒီတဝကုလ်ပေါ်မှာအလ္လာဟ်ကမုတ်ချအိကံပြန်လဲကြီးမြတ်မှာဖြစ်ခက်ခဲမှုတွေနာကျင်မှုတွေအားလုံးရဲ့အစားမှာအလ္လာဟ်ကအဲ့ဒီတဲ့ကြီးကျယ်တဲ့ဆုလက်တွေကိုပြန်လဲကြီးမြတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အခက်အခဲတွေဒုက္ခတွေတောကတွေရဲ့ဒီတောကတွေကိုကျွန်တော်အရန်ကြီးဝမ်းနည်းနေစရာမလိုဘူးမုတ်ချအိကံအလ္လာဟ်ကမိုမင်ရဲ့ဆုံးရှုံးမှုတွေရဲ့အစားမှာမိမိရဲ့ဆုလက်တွေကိုအလ္လာဟ်ပြန်လဲကြီးမြတ်မှာဖြစ်တယ်